ဟုတ်ကဲ့အားလုံးပဲမြန်မာပြည်တိုင်းဒေသအသီးသီးမှာကြီးရှိနေကြတဲ့တူးဒီဝါသနာရှင်မိတ်ဆွေများနဲ့တူးဒီကိုဝါသနာပါထိုးနေကြတဲ့ချစ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာလိုက်ပါတယ်ဗျာနော်ကျွန်တော်တို့အောင်နမိတ်တပတ်စာတူးဒီအထူးကက်ကလေးရဲ့73ရက်9လ2026ကနေပြီးတော့18ရက်2လ18ရက်9လ2026အထိကိုကျွန်တော်တို့ထပ်မံပြီးတော့ live လွှင့်ပေးလိုက်ပြန်ပြီလေဖြစ်ပါတယ်ဗျာနော်ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်မှာဆိုရင်လည်းဘယ်လိုမျိုးတွေအောင်မြင်မှုတွေရခဲ့တယ်နော်အောင်မြင်မှုတွေကိုကျွန်တော်နဲ့အတူလက်တွဲပြီးတော့မှတိမ့်ပိုက်နိုင်ခဲ့တဲ့မိတ်ဆွေတွေကလည်းကျွန်တော်ရဲ့ live ကျွန်တော်ရဲ့ video file ကိုတွေ့တယ်ဆိုရင်နော် comment လေးတွေဝင်ရေးသွားပေးဦးဗျာနော် like and share လေးတွေလည်းလုပ်သွားပြီနော်ကျွန်တော်အခုဒီ73ရက်9လ2026ကနေပြီးတော့18ရက်9လ2026တော့ကိုထပ်မံပြီးတော့ကျွန်တော် live လွှင့်ပေးခြင်းဖြစ်တယ်ဗျာနော်အဲ့တော့ပြီးခဲ့တဲ့အပတ်မှာဆိုလို့ရှိရင်ကျွန်တော်ဒီကက်ကလေးကို live လွှင့်ပေးခဲ့တယ်အဲ့တော့မိတ်ဆွေတို့ကျွန်တော်ရှိမှာကက်ကိုဝယ်ယူပြီးတော့ထိုးတဲ့မိတ်ဆွေတွေရောကျွန်တော်ရှိမှာဝယ်ယူပြီးတော့မထိုးနိုင်လို့နော်ကျွန်တော်ဒီကက်ကလေးတွေကပါတဲ့ကနန်းလေးတွေကျွန်တော်ရဲ့လက်ဆောင်ကနန်းလေးတွေကိုပဲကြည့်ပြီးတော့ထိုးပြီးတော့ဗောနော်အောင်မြင်မှုရတဲ့မိတ်ဆွေတွေလည်းမနှဲဘူးဗျာနော်အောင်မြင်မှုရတဲ့မိတ်ဆွေလည်းမနှဲဘူးအဲ့တော့အောင်မြင်မှုရခဲ့တဲ့မိတ်ဆွေတွေကကျွန်တော်ရဲ့ like ကလေးကျွန်တော်ရဲ့ video file လေးကိုတွေ့တယ်ဆိုရင်ကျွန်တော်ကို like and share လေးတွေနဲ့ကူညီပေးသွားဗျာနော်ဒါမှလည်းမိတ်ဆွေတို့အောင်မြင်တယ်လို့တခြားသူတွေလည်းအောင်မြင်မှုရကြမှာဗျာနော်တခြားသူတွေလည်းမြင်တွေ့မှာပဲအောင်မြင်မှုရကြမှာဖြစ်တယ်လို့ကြောင့်မလို့ like and share လေးလုပ်သွားပြီးတော့ကျွန်တော်တောင်းဆိုခြင်းနေဗျာနော်အဲ့တော့ပြီးခဲ့တဲ့ပတ်မှာဆိုရင်ကျွန်တော်ဒီကက်ကလေးကိုမိတ်ဆွေတို့စတင်ပြီးတော့ဗောနော်စတင်ပြီးတော့မဟုတ်ဘူးနော်မိတ်ဆွေတို့ကိုကျွန်တော်ဒါရောင်းချပေးခဲ့တယ်ရောင်းချပေးခဲ့တဲ့ကက်ကလေးမှာဆိုလို့ရှိရင်ကျွန်တော်အောင်မြင်မှုတွေကိုအနည်းမနှောပိုင်ဆိုင်မှုရခဲ့ကြတယ်ဗျာနော်အခုလာမဲ့73ရက်9လ2026ကနေပြီးတော့ကျွန်တော်18ရက်9လ2026မှာလဲထပ်မံပြီးတော့အောင်မြင်မှုရဖို့ကျွန်တော်စူးစမ်းပေးထားတယ်ဗျာနော်အဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကျွန်တော်ရှိမှာကတ်ဝယ်ယူပြီးတော့ထိုးပြီးတော့အောင်မြင်တဲ့မိတ်ဆွေတွေနော်ကျွန်တော်နဲ့ထပ်မံပြီးတော့လက်တွဲပြီးတော့မှနော်အောင်မြင်မှုတွေလိုချင်ပါတယ်ဆိုတော့မိတ်ဆွေတွေကလည်းကျွန်တော်ရဲ့like ကျွန်တော်ရဲ့ video file ကိုမြင်လို့ရှိရင် like and share လေးတွေလုပ်သွားပြီဗျာနော်အဲ့တော့ကျွန်တော်ဒီမှာကျွန်တော်ရဲ့ဖုန်းနံပါတ်ကလေးရှိတယ်ဗျာနော်အဲ့ဖုန်းနံပါတ်ကလေးကိုလည်းမိတ်ဆွေတို့အနေနဲ့ဒါ screenshot ရိုက်ပြီးတော့ယူထားလို့ရတယ်နော်ကျွန်တော်ဒီဖုန်းနံပါတ်ကကျွန်တော်ဒါအောင်နမိတ်ကျွန်တော်တို့တစ်ပတ်စာအထူးကတ်ရဲ့ဒါအမြဲတမ်းကင်တဲ့ဖုန်းနံပါတ်ပဲဗျာနော်ဒီဖုန်းနံပါတ်တစ်လုံးနဲ့ပဲကျွန်တော်အလုပ်လုပ်တယ်ဒီဖုန်းနံပါတ်တစ်လုံးပဲကျွန်တော်မှာရှိတယ်နော်ဒီဖုန်းနံပါတ်မှာဝေပေးတွေ KB တွေလည်းအကုန်လုံးရှိတယ်ဗျာနော်အဲ့တော့ကျွန်တော်ကို Viberပေး Messenger ကနေပြီးတော့လဲဆက်သွယ်နိုင်တယ်ဗျာနော်ဒါလေးကိုကျွန်တော်ဒါအရင်ဆုံးပြောပြထားတာဖြစ်တယ်ဗျာနော်အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့အပတ်မှာဘယ်လိုအောင်မြင်မှုတွေရရှိခဲ့လဲဆိုတာကိုကျွန်တော်စပြီးတော့ရှင်းပြပေးမယ်ဗျာနော်အဲ့တော့ကျွန်တော်ရဲ့ဒီကက်ကလေးကိုမိတ်ဆွေတို့ကျွန်တော်ပြောရဒီမှာလက်ဆောင်လေးတွေနော်လက်ဆောင်လေးတွေကိုလည်းမိတ်ဆွေတို့မဝယ်ယူနိုင်တဲ့လူတွေကကြည့်ပြီးထိုးလို့ရတယ်ဆိုတာဒီမှာအခုကျွန်တော်ဒီလက်ဆောင်ကဏ္ဍလေးတွေကိုမရှင်းပြခင်မှာပဲအရင်ဆုံးကျွန်တော်ပြီးခဲ့တဲ့ပတ်မှာဘယ်လိုအောင်မြင်မှုတွေရခဲ့လဲဆိုတာကိုမိတ်